ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Messenger မှာကိုပို့ထားတဲ့စာတွေကိုအခြားသူတွေကဝင်ကြည့်မယ်ဆိုရင်အလွယ်တကူကြည့်လို့မရအောင်လို့ဒီ Messenger လောခတ်ပုံခတ်နည်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျဒီနည်းလမ်းလေးကကျွန်တော်တို့ဒီ Facebook Messenger ပေါ့နော် Messenger version ရဲ့နောက်ဆုံး version မှာပါလာတဲ့ feature လေးလည်းဖြစ်ပါတယ်ဗျအရန်ကိုအသုံးတဲ့ပေါ့နော်ကို Messenger မှာစာတွေပါပို့ထားရဆိုရင်အခြားသူတွေကကိုယ့်ရဲ့ဖုန်းကိုယူကြည့်မယ်ဆိုရင်တော့မှအလွယ်တကူကြည့်လို့မရတော့ဘူးပေါ့နော်ဒီလိုမျိုးလောက်ထားပုံလောက်ထားနည်းလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်နည်းလမ်းလေးကလည်းအရန်လွယ်ကူပါတယ်ဗျအကယ်၍ကျွန်တော်အခုပြရဲ့နီးတိုင်းမိတ်ဆွေတို့ရဲ့ Messenger ထဲမှာမပေါ်ခဲ့တော့ရှိရင်ဒီ Play Store ကနေပြီးတွားပြီးတော့ကျွန်တော်တို့ဒီ Messenger ကိုနောက်ဆုံး version ကို update လုပ်ပေးရမှာဖြစ်ပါတယ်ဗျဒါဆိုပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ Messenger လေးကိုဝင်လိုက်မယ်ပေါ့နော်ကိုယ့်ရဲ့ Messenger လေးကိုတစ်ချက်သွားလိုက်ပါဗျMessenger လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိတဲ့ဒီ chat တို့ story တို့ရဲ့ဘေးမှာရှိတဲ့ဒီ menu ဆိုတဲ့ button လေးနေရာကိုသွားလိုက်ပေါ့နော်ဒါ Facebook ဒီ Messenger ရဲ့နောက်ဆုံး version မှာပါတဲ့ပုံစံလေးပေါ့နော်ဒီ menu နေရာလေးကိုတစ်ချက်သွားလိုက်ပါသွားပြီးပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ဒီ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ဗျဒီ setting ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါခင်ဗျာ setting လေးကိုနှိပ်ပြီးဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပေါ့နော်အောက်ကိုနည်းနည်းဆွဲလိုက်ရင်ကျွန်တော်ဒီနေရာမှာ privacy and safety ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျဒီဟာလေးကိုတွေ့အောင်ရှာလိုက်ပေါ့နော်ရှာပြီးဒါလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်တော့ဒီအပေါ်နားမှာပဲကျွန်တော်ဒီ app lock ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျဒီ security ကောင်းနေရင်ပေါ့နော် security group ထဲမှာဒီ app lock ဆိုတာလေးရှိပါတယ်ဗျဒီ app lock ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးပါဒီကောင်လေးက default အဖြစ်ဆိုရင်သူ့ရဲ့အောက်မှာဒီ off ဆိုပြီးပေါ်နေမှာပေါ့နော်အဲ့လေးကိုတစ်ချက်ထပ်ပြီးနှိပ်ပေးပါဗျနှိပ်လိုက်ရင်ကျွန်တော်တို့ဒီ unlock with ဒီ biometric ပေါ့နော်ဒီအဲ့ဟာပြီးမှဒီအပိတ်ဖွင့် cloud လေးရှိရဗျဒီအပေါ်ဆုံးမှာအဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးဖွင့်ပေးလိုက်ရင်မိတ်ဆွေရဲ့ဖုန်းဆက် screen လို့ကို verify လုပ်ခိုင်းပါလိမ့်မယ်ပြောချင်တာကတော့ဗျာမိတ်ဆွေတို့ရဲ့ဖုန်းမှာခတ်ထားတဲ့ဒီ finger ဆိုရင်လည်း finger ဒါမှမဟုတ်ရင် pin ဆိုလည်း pin button ဆိုလည်း button ဟာလေးကိုတစ်ချက်နှိပ်ပြီးဖွင့်ပေးရမှာပေါ့နော်ပြီးဆိုရင်ကျွန်တော်ဒီအောက်မှာရွေးချယ်စရာလေး၄မျိုးပေါ်လာပါလိမ့်မယ်ဒီလိုမျိုး၄မျိုးပေါ်လာလိမ့်မယ်ပေါ့နော်ဒီလို၄မျိုးပေါ်လာရင်တော့အကောင်းဆုံးကတော့ဒီအပေါ်ဆုံးဟာလေးရွေးပေးထားရပေါ့နော် Opera iLink Messenger ဆိုတဲ့ဟာလေးပေါ့သူကပြောချင်တာဒီ Messenger software ကနေထွက်သွားပြီးတော့ဘယ်နှမိနစ်အတွင်းကိုသူ lock ခတ်ပြန်ဝင် lock ခတ်မလဲလို့မေးတာပေါ့နော်ဒါဆိုရင်10မိနစ်အတွင်းပြန်ဝင်တဲ့အခါမျိုးမှာ lock ခတ်10မိနစ်ကြာပြီးအခါမျိုးမှာ lock auto ခတ်သွားမယ်ဆိုရင်ဒါကိုယူ15မိနစ်လောက်ကြာပြီးအခါမှာပြန်ဝင် lock ဖွင့်ခိုင်းမယ်ဆိုရင်ဒါကိုယူတနာရီလောက်ကြာတော့မှပြန်ဝင်တဲ့အခါမျိုးမှာ lock ပြန်ပြီးတော့ဖွင့်ခိုင်းမယ်ဆိုရင်ဒါကိုယူပေါ့နော်ကျွန်တော်အပေါ်ဆုံးကကျွန်တော်အခုပြထားသလိုဒီအပြာဆက်ကလေးကိုဒီအပေါ်ဆုံးဟာလေးကိုထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါ Messenger ကနေထွက်ပြီးတော့အခုချက်ချင်းပြန်ဝင်မယ်ဆိုရင်တော့မှသူက lock ကိုပြန်ပြီးတော့ verify လုပ်ခိုင်းမှာပေါ့နော် lock ကလည်းထူးထူးခြားခြားမဟုတ်ဘူးကျွန်တော်ဖုန်းမှာခတ်ထားတဲ့ user lock ပေါ့နော်တင်းရပြင်ပြောရမယ်ဆိုရင် pin တို့ password တို့ button တို့ finger တို့ပေါ့နော်အဲ့ lock လေးကိုတစ်ချက်ပြန်ဖွင့်ပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ပြန်ပြီးပြပေးမယ်ဒါဆိုဒီလိုမျိုးလောက်လိုက်ရင်ရပြီပေါ့နော်ပြီး Messenger လေးကိုတစ်ချက်ပြန်ဝင်လိုက်မယ်ပြန်ဝင်လိုက်ပြီဆိုရင်တန်းပြီးတော့စာတွေကိုပို့လို့မရတော့ဘူးဖတ်လို့မရတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီဖုန်းဆက်ခွင့် lock လေးကိုတစ်ခေါက်ပြန်ပြီးတော့ verify လုပ်ပြီးတော့lock ပြန်ဖွင့်ပေးရပါတယ်ဗျဒီနည်းလေးပါပဲဒါလေးပဲပေါ့နော်အရန်လဲလွယ်ကူသလိုအရန်လဲအသုံးတဲ့ပါတယ်ဒီ feature လေးကိုမိတ်ဆွေတို့ like လုပ်လို့ဒီ Messenger မှာမတွေ့ဘူးဆိုရင် Play Store ကနေပြီးတော့နောက်ဆုံး Messenger ရဲ့နောက်ဆုံး version ကို update တင်ပေးရမှာဖြစ်ပါတယ်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်တူးချင်းတွေကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ